ဟိတ်ခွေးလေးယူသွားဝေးဝေးသွားစမ်းဒီခွေးကမင်းတို့တွေကဘသူကောင်လဲကိုရွိုင်းမင်းခိုးခိုးကြည့်နေတာငါမြင်နေနော်အဲ့ဒီခွေးကိုအယိုးတစ်ချောင်းလောက်ကျွေးလိုက်ပါဦးစာနေတဲ့ပုံပဲကဲလာစမ်းပါအဲ့ဒါဘသူဖြစ်မှလဲဟိတ်ကောင်လေးသွားကောက်ခဲ့ချီကိုရွိုင်းမင်းခွေးကတော်တော်မိုက်တာပဲတနတ်တန်တောင်မကြောက်ဘူးတော်တယ်စစ်တီတော်လေးဒီခွေးကတက်ထဲမှာဘာလာလုပ်နေတာလဲဒါစစ်စကန်ကွာတရိတ်ဆန်ယုံမဟုတ်ဘူးဒါဘသူခွေးလဲကျွန်တော်ခွေးပါဘုံမူကြီးခင်ဗျာအန်အောစရာပါလားမင်းဒီခွေးကိုတင်နှန်းပေးထားတာလားရဲဘော်တိတ်တော့မခတ်ပါဘူးခင်ဗျာဘုံမူကြီးဒီခွေးကိုဘာလုပ်စေချင်ပါတလဲခင်ဗျာဒီခွေးကစစ်သားကောင်းတယောက်လိုပြုမှုနေတဲ့၍တော့ဒီတက်ထဲကဘယ်စစ်တီတော်နဲ့မဆူတန်းတူကြိုဆိုရမှာပဲအစိမ့်ငွေတွေတတိပေးခေါင်းလောင်းတီးရမယ်သွားစုစတ်တက်ပြီးသွားသူတို့ကိုသွားပြောချေစတ်တက်ပြီးသွားဘာလဲစက်တက်ပြီးအေးဟုတ်ပြီးအစိမ့်ငွေတွေဟေးရွှေ့ကြဖြစ်ငါတို့ကိုလာတတိပေးနေတာဟောဟိုမှာစက်တက်ပြီးကျမတို့ရွာတရွာလုံးကိုစားကျေးဇူးတင်ပါတယ်ရှင်ဘာဖြစ်လို့လဲစက်တက်ပြီးစိတ်တောင်မကူးနဲ့ကြံတောင်မကြံစီနဲ့မဖြစ်ရဘူးစတက်ပီယာမင်းအစဉ်ပြေသွားမှာပါကဲပါလာပါစတက်ပီရဲ့စတက်ပီကိုတက်ချက်ဂုံတူးဆောင်အစဉ်ခတ်အပ်ကြောင်းငါအတီးပြုတဲ့တက်ချက်စတက်ပီဟာဒီယာတူးအစဉ်တစိမ့်တွေကိုတက်ဆင်ခွင့်ရမှာဖြစ်တယ်ဟေးစတက်ပီမင်းကအခုဆိုငါထက်တောင်ယာတူးကြီးသွားပြီပဲဒီဗီဒီယိုအတူလေးကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်ဗျ